အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အန်နွမ်းခန်းကြီးပတ်7ကိုဥပွဲမလျှော်ဂျောကျူဆိုတာ advanced level တက်တန်းအဆင့်မြင့်ကျူရှုဆိုတာ absorption စုပ်ယူတာခိုကျူဆိုတာ breathing ဝင်သက်ထွက်သက်လေ့ရှုတာကိုပြောတာခောဒိုင်းနာဆိုတာကကြီးမားတယ်ခောချင်းဆိုတာ a giant အရာမလူသားကြီးပြောတာခောရီဆိုတာ distance ကိုကွာဝေးခောဟိကငင်းဆန် reject လုပ်တာခောဆက်စောက refuse ငင်းဆန်တာ reject လုပ်တာနဲ့ refuse လုပ်တာနဲ့နည်းနည်းကွာတယ်ဟူဆိုဆိုတာဝါပင်ထုတ်ပိုးခြင်းတိုင်းဟူဆိုတာကံအမြောက်တွေကိုပြောတာပြီးတော့တက်စုဖို့ဆိုတာတနတ်ခံတက်စုဖို့ဟာတနတ်တိုင်းဟူဟာအမြောက်ဒိုးဟူဟာ countryman နိုင်ငံချင်းတူတဲ့လူတွေကိုဒိုးဟူလို့ပြီးတော့ဆိုင်းဘိုးဆိုတာ cell classic ခန္ဓာကိုယ်မှာရှိတဲ့ cell လေးကိုဆိုင်းဘိုးလို့ခေါ်ありがとうございました